Go Warreno Nest Mythology နောတနာယီကိုခြေခံထားတဲ့အရှင်အပန်ဂျာဂိမ်းတစ်ခုဖြစ်ပြီးတော့မှစန်တာမိုနီကာစတူဒီယိုကဖန်တီးထားတဲ့ Sony Android Entertainment ကနေ2022ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ PlayStation 4နဲ့5အတွက်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာလည်း PC version ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Game ဟာ2018ခုနှစ်အတွက် Go War ရဲ့နောက်ဆက်တွဲဖြစ်ပြီးတော့မှ Kratos နဲ့သူတာ Atreus Atreus တို့ရဲ့ဇာတ်လမ်းကိုဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်။ Twin Blue Winter လို့ခေါ်တဲ့ရာဂာနာယောမတိုင်ခင်အေးကကြီးစတင်လာတဲ့ချိန်မှာ Kratos နဲ့ Atreus တို့ဟာမိကတ်မှာအသက်ရှင်နေထိုင်ကြတာဖြစ်ပါတယ်။ Atreus ဟာ Loki ဆိုတဲ့သူ့ရဲ့ Loki ဆိုတဲ့ identity နဲ့ Giant Floppy ဆိုတဲ့အကြောင်းအပေါ်မတိကျလာခဲ့ပြီးတော့မှ Odin နဲ့တော့ Academy ရဲ့နတ်ဖျားများကြောင့်ပြိမခဖြစ်လာခဲ့ရဖြစ်ပါတယ်။တော့ Kratos Raven အတွက်လာရှာပြီးတော့မှ Odin ကလည်း Atreus ကိုအတုံးချချင်နေပါတယ်။အဲအတွက် Kratos နဲ့ Atreus တို့ဟာ Tier ကို Triangle လိုက်ရှာပြီးတော့မှ Return ကိုနဲ့ခီးတွားမှာဖြစ်ပါတယ်။နေမြေကိုခီးတွားမှာဖြစ်ပါတယ်။ Father and son relation ကံကြမ္မာကိုပြောင်းလဲစေနိုင်မလားဆိုတဲ့မေးခွန်း War and Surface တို့ကိုအဓိကဖော်ပြထားတာဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။